ဒါကြောင့်ဒီလိုပြောတယ်ဘယ်လူကမှဘယ်နိုင်ငံရေးစနစ်ဘယ်အစိုးရမှအရှင်များတို့ပညာမတတ်အောင်လုပ်ထားလို့မရဘူးကိုယ်တိုင်လုပ်တာနိုင်ငံရေးဒီနိုင်ငံတဲ့အခြေခံအဖြစ်တော့ဟုတ်ချင်ဟုတ်မယ်နော်တကယ်တမ်းပညာတက်ချင်းမတက်ချင်းတော့ကိုယ်နဲ့အများကြီးဆိုင်တယ်ပညာရေးစနစ်ကောင်းတာမကောင်းတာအရေးကြီးတယ်ဒီလိုနိုင်ငံခြားမှာလည်းပညာသင်နေခဲ့ဘူးလေအရေးကြီးတယ်ပညာရေးစနစ်ကောင်းရင်မကောင်းရင်ဒါပေမဲ့လေဒီဆရာတော်ဘုရားကြီးတို့ပိဋကပညာရေးမလဲဆရာတော်ကြီးရဲ့ပိဋကပညာရေးလောက်တယ်မကဘူးနော်မလဲဆရာတော်ဘုရားကြီးရဲ့အတတ်ပညာတွေအများကြီးပဲမက္ခရာလောဘဆိုရမယ်ဥဒ္ဒန်တို့ဗိုလ်ချုပ်ဟန်ဆန်တို့ဒီအင်္ဂလိပ်လက်အောက်ကပညာရေးမှာပဲဖွံ့ဖြိုးတိုးတက်အောင်လုပ်သွားတာဒါကြောင့်ဒီပြည်တော်တို့ကအခုဒီပြည်တော်တို့စာဖတ်ခွင့်ရှိတယ်သင်ခွင့်ရှိတယ်လေ့လာလို့ရတယ်အခုအင်တာနက်ခေတ်မှာရှင်ရတော့မလေ့လာနိုင်တဲ့ဘာသာရဲ့တခုမှမရှိဘူးဘာလေ့လာခြင်းရှင်ရတို့ပညာရေးဘယ်ဆိုရပိတ်ထားလို့ရ BBN နဲ့လည်းပိတ်ထားလို့မရဘူးဘာနဲ့မှပိတ်ထားလို့မရတပည့်တော်တို့ကိုယ်တိုင်ကလေးလာသင်ဝင်သိမရှိလို့လေးလာသင်ရောကောင်းမှန်းမသိလို့ဘယ်လိုစနစ်တင်နဲ့လေးလာကောင်းမှန်းမသိလို့ဒါရှင်များတို့မတတ်ပဲရှိပါဘုန်းကြီးပဲဖြစ်စေလူပဲဖြစ်စေမသိဘူးနိုင်တဲ့ပညာရဆိုတာမရှိဘူးသင်ခြင်းသိမရှိလို့သင်ရကောင်းမှန်းမသိလို့သင်ရတဲ့ဤသင်းတွေပေါ်မှာနားမလည်လို့ဖြစ်လိမ့်မယ်နော်မှန်တယ်အခြေခံအဖြစ်ပြောရင်တိုင်းကလုံးခြုံငုံခြင်းအခြေခံအဖြစ်နိုင်ငံရေးစနစ်ကောင်းရဲ့ပညာရေးစနစ်ကောင်းတယ်ဆိုရင်တိုင်းပြည်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်တာမှန်တယ်သို့တော့တိတ်ဦးချင်းတယောက်ချင်းတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကတော့တနိုင်ငံလုံးပြောလို့ကတစ်ခါတည်းချုံချလို့မရဘူးတပည့်တော်တို့တပါးချင်းတွေတူးချင်းတွေကိုယ်တိုင်ကပညာသင်ယူခြင်းသိရှိရမယ်သုတ္တုတံလက်ပတိပညာသင်ယူခြင်းစိတ်တွေရှိနေဖို့လိုပါတယ်လက်ရှိအခြေအနေဟာဖွံ့ဖြိုးတိုးတက်နေတဲ့အခြေအနေတခုမဟုတ်ဘူးငါဒီတဲ့အစင်းမြင့်တဲ့အသည့်တွေရှိဖို့လိုတယ်ဒီတဲ့အစင်းမြင့်တဲ့ဘုသူတ္တတွေရှိဖို့လိုတယ်ဒီတဲ့ပိုကောင်းတဲ့အတွေးခေါ်ကောင်းတဲ့ငါမှရှိမှဖြစ်မယ်လို့အဲ့လိုသိလာတဲ့နေ့ရှင်များတို့ဘယ်သူမှပိတ်ပင်လို့မရဟုတ်လားတခါတည်းပိတ်ပင်မှုတွေများနေတဲ့ကြားဖွံ့ဖြိုးတိုးတက်တာပိုးပြီးတော့မာတယ်သေအောင်မတတ်နိုင်ရင်ပိုးပြီးတန်မာတယ်ဆိုတာမျိုးလို့ပေါ့ဟုတ်လားနော်ဒါကြောင့်ဒီလိုကြိုးစားဖို့လိုပါတယ်ကြိုးစားဖို့လိုပါတယ်ဒီလိုနိုင်ငံမှာအခြေခံကောင်းတွေအများကြီးရှိပါပညာရေးနဲ့ပတ်သက်လို့ဆရာတော်ဘုရားကြီးများလူပညာရှိရဟန်းပညာရှိများခေတ်ဆက်သက်ကြိုးစားအားထုတ်ခဲ့လို့ပညာရေးတွေနဲ့ပတ်သက်ပြီးအများကြီးဘုသူရတွေရှိနေပါတယ်ဗကံခိကစာအုပ်ဘသူတွေသင်ခဲ့တယ်ဘုန်းကြီးတွေပဲသင်ခဲ့တယ်ဗကံခိကအစာအုပ်တွေလို့ရှင်မြတ်ဘုရားတဆူလောက်ခုခေတ်လူတွေတဲကြည့်သမှာအစာအုပ်တစ်ခုလောက်စောင့်ကြည့်သမှာဇဂိုင်းခေတ်ကဒီလိုတာလမင်းကြီးတီးတဲ့ကောင်းမှုတော်ဘုရားကြီးလိုဟာမျိုးအခုခေတ်ကရိကြီးတွေနဲ့တီးကြည့်သမှာခုခေတ်အင်ဂျင်နီယာပညာရေးနဲ့တီးကြည့်သမှာနှစ်တရာမပြောနဲ့ရှင်မြတ်တယ်နှစ်30ခိုင်ဒီလိုပြောလို့ရအဲ့ဒီတော့လူတွေပညာမတတ်ဘူးလားဒါကြောင့်ပြောတာဒီလိုလူဘာတွေတိုင်းတာမလဲပညာတတ်တယ်ဆိုတဲ့ဟာနော်သူတို့တွေလုံနိုင်ကိုင်းနိုင်တိုင်းပြည်တည်ထောင်နိုင်တယ်လူမျိုးကိုယက်တည်နိုင်တယ်အဲ့ဒါပညာမတတ်လို့လားဒါပဲလေပညာတက်လို့ယက်တည်နိုင်တာပေါ့ဟုတ်ဘူးလားဗျဒါကြောင့်ဒီလိုလူမျိုးကနိုင်ငံခြားကိုအထင်ကြီးပြီးဆိုမြန်မာကိုအကုန်မကောင်းမြန်မာဆိုဘုံကြီးတွေလည်းအကုန်မကောင်းမြန်မာလူမျိုးတွေလည်းအကုန်မကောင်းရှင်းလူတွေလည်းအကုန်မကောင်းအစိုးရတွေလည်းအကုန်မကောင်းဘလူးမကောင်းလူတွေလည်းမကောင်းငါလည်းမကောင်းလူတွေဖြစ်တာနော်အဲ့ကြောင့်ဒီလိုတို့ကသူမကောင်းမှုကိုမကောင်းမှုသူများအပြစ်တွေကြီးပြောနေတာမခက်ဘူးဒါပေမဲ့ဘာအရေးကြီးလဲဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့နေရာမှာကိုလိုအပ်ချက်တွေကဘာကြီးလဲကိုဖွံ့ဖြိုးတိုးတက်အောင်ဘာတွေလုပ်ဖို့လိုသလဲဆိုတာအဲ့ဒါအရေးကြီးပါလားနော်ဒါကြောင့်ရှေ့လူတွေကိုရှော့မတွက်ပါနဲ့အခုလူတွေတဲ့အများကြီးပိုးတာတဲ့အရေးချင်းတွေတွေးခေါ်တယ်အများကြီးရှိခဲ့တယ်ဆိုတာမမေ့ဖို့လိုပါနဲ့ဗျာ။ကဲအဲ့ဒါဆိုတော့ဒီလိုတို့ကမြန်မာပြည်ကစာကြီးလိုက်တွေဖွံ့ဖြိုးခဲ့တယ်ကမ္ဘာမှာလည်းစာကြီးလိုက်တွေဖွံ့ဖြိုးနေကြတယ်အဲ့ဒီဖွံ့ဖြိုးနေတဲ့စာကြီးလိုက်တွေရဲ့တန်ဖိုးတွေကိုလေ့လာကြည့်အောင်ဖတ်ကြည့်အောင်ပါတယ်ဗျာစာကြီးလိုက်ဟူသည်စာအုပ်တွေစုစည်းထားတဲ့နေရာအသိပညာဘုရားတွေကိုဖြန့်ဝေပေးတဲ့နေရာပညာလိုလားသူတိုင်းလွတ်လပ်စွာပညာရှာနိုင်တဲ့နေရာဆရာမျိုးစုံနဲ့ထိတွေ့ဆက်ဆံခွင့်ရှိတဲ့နေရာလူတက္ကသိုလ်ဟောစာကြီးလိုက်ဆိုတာဒါပဲ